အခုကျွန်တော်တင်ပေးမဲ့ဒီ day game နဲ့ Winning Eleven 2012 game ရဲ့ original version တွေက upgrade မလာတော့နောက်ပိုင်းဖုန်းမြင်ပိုင်းတွေမှာစော့မရတော့ဘူးဗျဒါပေမဲ့စော့ရအောင်ပြန်ပြီး modify လုပ်ထားတဲ့ Move APK တွေတော့ရှိတယ်ပေါ့နော် download လုပ်ချင်ရင်တော့ Android ဆို Telegram channel မှာရှိပါတယ် Move APK တွေဖြစ်တာကြောင့်တချို့ device တွေမှာ install တင်မရတဲ့ပြဿနာတွေ game crash ဖြစ်တဲ့ပြဿနာတွေတော့ရှိပါတယ်အခုကျွန်တော် Android version တွဲမှာစမ်းပြမယ်ပေါ့နော်အရင်ဆုံး DT APK ကို install တင်လိုက်ပါ APK installer ဆိုတော့ install နှစ်ခါတင်ရမှာဗျ continue ကိုနှိပ် game unpacking လုပ်နေတာကိုခဏစောင့်လိုက်ပါsetting မှာ install တင်မှုက permission တစ်ခုဖွင့်ပေးလိုက်ပါပြီးရင်တော့ upgrade ကိုနှိပ်ပြီး install တင်လိုက်ရုံပါပဲအောက်ဆုံးက storage permission လေးကိုဖွင့်ပြီးတော့ continue ကိုနှိပ်လိုက်ဒါဆိုရင်စော့ရပြီခိုးပြီးသား version ဖြစ်တာမို့လို့တနက်တွေပါတွေကိုစိတ်ကြိုက်ဝယ်လို့ရတယ်တခုရှိတာက full screen တော့ support မပေးပါဘူးဒါပေမဲ့စော့ရတာတော့အဆင်ပြေပါတယ် Winning Eleven ကကြတော့ဘာမှလုပ်စရာမလိုဘူးဗျ install တင်ပြီးတန်းစော့ရုံပဲကျွန်တော် quick map တစ်ဝဲလောက်စမ်းစော့ပြမယ် It's John Champion and Jim Beglin on commentary duty and a very warm welcome to you all. Hi John, hi everyone. ခုနကကျွန်တော်ပြောသလိုပဲ Move APK တွေဖြစ်တာကြောင့် device တိုင်းမှာတော့အဆင်ပြေမှာမဟုတ်ဘူးဗျတချို့ device တွေမှာ error တက်တာတွေတော့ရှိနိုင်တယ် So let's get down to business. Well struck, good save. And that's the mark of a true goal scorer.